တနင်္ဂနွေနေ့ညအတွက် Premier League ပွဲစဉ်များသုံးသပ်ချက်ဖြစ်ပါတယ်ခင်ဗျာနောက်နိုင်ဒီမိနစ်မှာကြိုဆိုပါရခင်ဗျာကျွန်တော်နိုင်ဒီပါအဲ့တော့ကျွန်တော်ဒီတနင်္ဂနွေညမှာကတော့ဒါတော်တင်ဟန်နဲ့အာဆင်နယ်ပွဲစဉ်အပါအဝင်ဒါပွဲစဉ်တော်တော်များများတော့ဒီနေ့ညမှာရှင်ပြကစားကြမယ်လီဗာပူးပွဲစဉ်ရောနောက်ပြီးဆန်နာလန်ဖူဖန်ပွဲစဉ်ရောအပါအဝင်ခရစ္စတယ်ဘဲလီဦးတို့တွေလည်းဒီနေ့တနင်္ဂနွေညမှာရှင်ပြကစားကြမှာဖြစ်ပါတယ်ဒီပွဲစဉ်တွေအကုန်လုံးကိုကျွန်တော်ညီကိုအတွက်သုံးသပ်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒါသုံးသပ်ချက်လေးစပြီးတော့ပြောလိုက်ရအောင်ပါပထမအဦးဆုံးပွဲစဉ်တွေကျတော့ခရစ္စတယ်ဘဲလီနဲ့ Wolverhampton တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ဒီပထမဆုံးကျွန်တော်ပြောမယ်၃ပွဲကိုတော့ကျွန်တော်ဒါသုံးသပ်ချက်ကိုပွဲချုပ်သုံးသပ်ချက်ကိုတော်တော်လေးပဲလုပ်ပေးမယ်ကျွန်တော်ဒါ Tottenham Hotspur နဲ့ Arsenal ပွဲစဉ်ကိုတော့ညီကိုတို့အသေးချာချာလေးဒါကျွန်တော်တကယ် analysis ပါသွားပြီးတော့လုပ်ပေးမယ်လို့ကျွန်တော်ဒီနေ့ကနေပြီးတော့ပြောချင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့စပြီးပြောလိုက်ရအောင်ပါ Crystal Palace အိမ်ဝင်ဘူးကတော့ဝေးဝင်းလာအောင်ရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့ Crystal Palace ကလည်းဒီနောက်ပိုင်းမှာအတော်လေးခြေစွမ်းပိုင်းရဒါအချဘက်ကိုရောက်နေထားတစ်ခုမှရှိတယ်ဒါပေမဲ့ Wolf ကိုသွားပြီးတော့ကြည့်မယ်ဆိုရင် Wolf အနေနဲ့ကကြတော့ဒါဘယ်လိုပဲနေနေသူတို့အနေနဲ့တန်းဆင်းဖို့ကာတော်တော်လေးတေချာနေပြီဆိုတဲ့အနေထားတစ်ခုမှကန်ဆေးပိတ်ဆော့လို့ရောဘာထူးမှလဲဆိုတော့အခြေအနေနဲ့တူအသင်းကြီးအသင်းငယ်မရွေးတော်တော်လေးဒါရုံရုံကန်နေကန်နေတဲ့အပိုင်းကိုကျွန်တော်မြင်ရတယ်အာဆင်နယ်နဲ့ပွဲမှာဆိုလို့ရှိရင်သူတို့ပေးဒီတွင်းကုန်းနှစ်ကိုဒါပြန်ရရှိအောင်ဒါကမ်ပတ်ပုံစံမျိုးနဲ့ပြန်လာတဲ့အနေအထားတွေကိုကျွန်တော်မြင်တွေ့ရဆိုတော့ Wolf အနေနဲ့ကလည်းဒီ mentality ဘိုင်းရအတက်ဘက်ကိုကြောင်းနေလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒီပွဲစဉ်ကဒီလူစိတ်ဝင်စားမှုတော့ရောကြမဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဆိုပေမဲ့လည်းကျွန်တော်အနေနဲ့ဒီပွဲစဉ်ကကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ် Crystal Palace ရဲ့ဒီ 3 back ပုံစံကတစ်ဖက်က Wolverhampton ရဲ့ဒီ counter attack ပုံစံကိုထိနိုင်ပါမလားဆိုတော့အဆောင်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်သတ်မှတ်ခြင်းပြီးတော့ဒီပွဲစဉ်တော့ကျွန်တော်ကိုးများလေးကြိုက်ပါတယ်ခင်ဗျာနောက်တစ်ပွဲကကျွန်တော် Nottingham Forest နဲ့ Liverpool ပါအဲ့တော့ Nottingham Forest နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒီပိုင်ရှင်ကနေစပြီးတော့ပြောရမယ်ဗျသူတို့ပိုင်ရှင်ကဒီအသင်းကနူနူဆန်းတုံးနဲ့အဆင်ပြေနေတဲ့အချိန်မှာဒီနီးပြကသူနဲ့အဆင်မပြေလို့ဆိုပြီးတော့ထုတ်တယ်ထုတ်ပြီးတော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ဒါဒီပိုင်ရှင်ရဲ့တငယ်ချင်းဖြစ်တဲ့ကျွန်တော် Postecoglou ကိုခန့်အဲ့တော့အဆင်ပြေသလားဆိုတော့အဆင်မပြေဘူးဗျအဲ့တော့တစ်ဖက်ကPostecoglou ကအဆင်ပြေပြန်တော့စိတ်တိုင်းချိန်နဲ့ထပ်ပြီးတော့ဒါရှောင်းတိုင်းနဲ့ထပ်ပြီးတော့နီးပြထပ်ခတ်ပြန်တော့ရောအဆင်ပြေလားဆိုတော့မပြေပြန်ဘူးအဲ့တော့နောက်ဆုံးခုဒါနောက်ဆုံးသူတို့အနေနဲ့ဒီ Nottingham Forest ကနေပြအသစ်နဲ့ကိုအဆင်ပြေပါမလားဆိုတာကိုဒါ Liverpool နဲ့ပွဲကထပ်ပြီးတော့အဆက်သက်ခံရမယ့်ပွဲစဉ်တစ်ပွဲလို့ပြောလို့ရတဲ့ Victor Barrea အနေနဲ့ဒီ Arnes Low ကိုဘယ်လိုရင်ဆိုင်လာမလဲဆိုတော့ကြီးကောင်းမယ့်ပွဲစဉ်တစ်ပွဲလို့ထင်တယ်ပြီး Nottingham Forest အနေနဲ့ကကျတော့အိမ်ကွင်းနဲ့မှာပြီးတော့လူစင်းကလည်းလူစုံတက်ဆုံရှိတဲ့နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့ပွဲစဉ်ကို Nottingham Forest ကိုပို့ပြီးတော့သဘောကျမိတယ်။နီးပြအသစ်လက်ထက်မှာဒီပွဲထွက်ခွင့်ရခြင်းနဲ့ကစားသမားတွေသူတို့အိမ်ကွင်းမှာရုံးလာလေအောင်မယ်လို့ကျွန်တော်နေထင်တယ်။ဒါ Nottingham Forest လည်းကျွန်တော်ကြိုက်တယ်။ကိုးနယ်လေးလည်းပပလေးတော့ကျွန်တော်ကြိုက်တယ်ပေါ့နော်။ဆိုတော့နောက်တစ်ပွဲပါ။နောက်တစ်ပွဲကျကျွန်တော်ဆန်နာလန်နဲ့ဖူလန်ပွဲစဉ်ဖြစ်တယ်။အဲ့တော့ဒီပွဲစဉ်ကတော်တော်များများကဆန်နာလန်အိမ်ကွင်းဖြစ်တယ်။ဆန်နာလန်ခံစစ်ချစ်လက်တယ်ဆိုပြီးတော့ဆန်နာလန်ကိုကြိုက်နေကြမှာတော့ကျွန်တော်လည်းဒါမနက်ထိတ်ကကျွန်တော်လည်းရုပ်တရက်ဆိုတော့ကြိုက်မိသေးတယ်။အဲ့တော့ဆန်နာလန်အနေနဲ့ကဒီတကယ်ရောခံစစ်ပိုင်းအရတောင်းတင်းမှုရှိရလားဆိုတော့ကျွန်တော်တစ်ချက်လေးလာကြည့်အောင်ပါဘောလတ်အဒေတာဒီနဲ့ Hyun Mokili ဆိုပြီးတော့နောက်တန်း၄ယောက်တန်းပုံမှန်တိုင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ၄ယောက်ကမှာကျွန်တော် Mokili ရဲ့ဘောလတ်ကအဒေတာဒီကအတော်လေးကောင်းတဲ့ခံစစ်မှုတွေတော့ဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာဇာဒီကီရှာကာအတွက်ကိုကျွန်တော်ပြောအောင်ပါရှာကာအနေနဲ့ကကြတော့ဒါဝင်းလေပိုင်းမှာ defensive midfielder နေရာကိုဥဆောင်ပြီးစော့နေတယ်ဆိုပေမဲ့လည်းသူ့အနေနဲ့ဒီစာတီကီကိုပို့ပြီးတော့ defense line ကိုပူခိုင်းပြီးတော့ရှာကာကတခါတလေမှာ attacking line ကိုလိုက်တဲ့အခါမျိုးတွေရှိတယ်။အဲ့ချိန်မှာစာတီကီကဒီ center back တွေကြားထဲကိုဝင်ဆော့တဲ့နေရာမှာအနေငယ်လေးဟာခွက်တွေရှိတဲ့အပိုင်းတွေကိုမြင်ရတယ်။ပြီးတော့တစ်ဖက်ကကျွန်တော်တို့ဖူဝမ်ဘက်ကိုသွားပြီးကြည့်မယ်ဆိုဖူဝမ်အနေနဲ့ကြတော့ဒါလူစုံတက်ဆုံဒါအတော်လေးရှိထဲမှာပါတယ် Jimenez Smith Rowe Wilson Kevin Bass EUV ဆိုပြီးတော့ဒီ9ယောက်စလုံးကလက်ရှိမှာလက်ဆက်နဲ့ဖူဝမ်အတွက်ကောင်းတဲ့တကယ်ကိုမှတိုက်စစ်အတွဲလို့ကျွန်တော်နေထင်တယ်အဲ့တော့ဒီပွဲစဉ်ကဆန်နာလန်အနေနဲ့ခံစစ်ကောင်းတယ်ဆိုပေမဲ့လည်းဟိုဂိုးရရှိဖို့အိမ်ဝဲမှာဂိုးရရှိဖို့စူးစမ်းရင်းနဲ့ဂိုးပြန်ပေးရနိုင်တယ်ဆိုတော့ဒီကျွန်တော်ဒါကစားကွာပိုင်းရရောဒါအခြေအနေတွေအရရောကျွန်တော်အနေနဲ့တွေ့ရတာဖြစ်တဲ့အတွက်ဒီဖူဟန်နဲ့ဆန်နာလန်နဲ့ဖူဟန်ပွဲစဉ်ကိုတော့လည်းကျွန်တော်ဂိုးအများကိုကျွန်တော်ကြိုက်တယ်ဖူဟန်တော့ကျွန်တော်အနေငယ်လေးကြိုက်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးကျွန်တော်ဒါလူစိတ်ဝင်စားမှု super match ဖြစ်တဲ့ကျွန်တော် Tottenham Hotspur နဲ့ Arsenal ပွဲစဉ်ကတော့စပြီးတော့လာပါပြီအဲ့တော့ Tottenham Hotspur အိမ်ကွင်းမှာကဲရမယ်အာဆင်နယ်ကတော့အဝေးဝင်လာအောင်ဆိုင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်လန်ဒန်ထားပြီပေါ့နောက်လန်ဒန်ထားပြီဒီဘလောက်ကျန်းနေဆိုတာကိုဒါဘောလုံးပရိသတ်တော်တော်များများသိကြလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီနောက်လန်ဒန်ထားပြီကပွဲမစခင်တည်းကပရိသတ်အချင်းချင်း fighting play ရတဲ့အထိကိုအတော်လေးပွဲကအမြိုင်ဆိုင်နေလို့ဆိုလို့ရတယ်ဒါပေမဲ့တကယ်တမ်း in game မှာရောအဲ့လိုမြိုင်ပါမလားဆိုတော့ကျွန်တော်တစ်ချက်သွားပြီးတော့လူစင်းနဲ့နီးစနစ်ပိုင်းကိုတစ်ချက်ဆန်းစစ်ကြည့်အောင်ပါကျွန်တော်Tottenham Hotspurကဒီယာဒီမှာတန်းစင်းဆောင်တာကိုကတ်နေတဲ့အသိမြဘာလို့ကတ်နေရလဲဆိုရင်သူတို့ရဲ့ injury player တွေများပြားနေမှုကသူတို့ကိုအတော်လေးဒုက္ခပေးနေတယ်လို့ဆိုလို့ရတယ်အဓိကအားဖြင့်သူတို့ရဲ့ဒီနောက်တန်းမှာရှိတဲ့ဒီ
Romero တွေမပါနိုင်ဘူးပြီးရင်ကျွန်တော်တို့ Van Dijk ကားလည်းမပါနိုင်တဲ့အပြင်ကိုမှကျွန်တော် Vavor တို့လို player Richarlison Odegaard Mohamed Kudus Richarlison အကုန်လုံးတော်တော်များ Pedro Porro တို့အစားတော်တော်လေးရန်ကုန်မှာလည်းမတောင်းတင်းသလို first line နဲ့မှာလည်းမတောင်းတင်းနေဘူးတစ်ဖက်က Arsenal မှာကျတော့ PR အနေငယ်ရှိတယ်။ဘာကြောင့် PR အနေငယ်ရှိဆိုပြီးခဲ့တဲ့ကျွန်တော်တို့ဒါမနေ့ကကန်သွားတဲ့ Manchester City နဲ့ Newcastle ပွဲစဉ်မှာ Manchester City ကဒါ Newcastle ကိုအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက် Arsenal ကနှက်မှတ်ပေးကွာတော့တယ်ဒီပွဲစဉ်သာ Arsenal ချေကျော်လက်ကျော်ဖြစ်ပြီးနောက်တစ်ပွဲ City သာနိုင်သွားခင်းရင်အတော်လေးကိုမှ pressure ပို့ပြီးတော့ဝင်သွားမယ့်အနေအထားတစ်ခုမှရှိတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တယ်က Arsenal အနေနဲ့ Tottenham Hotspur ဘက်ကဘလောက်ပဲinjury player တွေများသူတို့အနေနဲ့အမားမရှိအောင်ထိန်းကန်လာဖို့လိုတယ်လို့ထင်တယ်သူတို့လည်းဘောလုံးကိုတေချာကင်ထားမယ် position play နဲ့တေချာလေးအမားဆောင်ပြီးတော့ပဲ ACC ဆော့ယူလိမ့်မယ်လို့ကျွန်တော်တော့မြင်မိတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့ဒီ5-4-1လို့ပုံစံတွေ4-4-2လို့ low block နဲ့ဆော့လာနိုင်တဲ့ Tottenham Hotspur နဲ့ Arsenal ပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့ဒါဂိုးအနေလေးကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်နောက်လန်ဒန်ဒါဘီကိုဂိုးနဲ့ပေးရတာအန်ဒီရဲတော့များပြီမဲ့ဒါအမားမရှိအောင်ဆော့လာနိုင်တဲ့ Arsenal ကြောင့်ကျွန်တော်ဂိုးအနေလေးပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျာအဲ့တော့ကောင်းမွန်သောလေးတွေကိုပတ်စံနေကြပါသေးခင်ဗျာကျွန်တော်ရဲ့သုံးသက်ချက်လေးတွေကိုကြားရည်ဆိုလို့ရှိရင် like and follow လုပ်ခဲ့ပေးပါဦးကျွန်တော်ဗီဒီယိုလေးကိုလောက်နေမှာရန်နာလို့ပြပါဦးဗျာ